တင်တို့ထဲမှာဓာတ်ပုံရိုက်ရတာဝါသနာပါတယ်သူတွေရှိကြလားဓာတ်ပုံတစ်ပုံကအတိတ်ကအမှတ်တရတွေကိုသိသိပေးနိုင်ရုံတွေမဟုတ်ပဲကျွန်တော်တို့မမြင်နိုင်တဲ့အရာတစ်ခုခုကိုပါရိုက်ကုန်မိသွားခဲ့ရင်ဘာဆက်ဖြစ်မလဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ AG Horror Road Channel လေးကနေဒီကမိတ်ဆွေတို့ကိုပြန်လဲကြိုဆိုလိုက်ရပါတယ်ဗျကျွန်တော်ဒီနေ့မှာတော့ထိုင်းတရကသမိုင်းမှာလက်လန်းတစ်ခုဖြစ်ခဲ့ပြီးရုပ်ရှင်ကြည့်ပြီးပခုံးညောင်းတယ်လို့ခေါင်းမွေးထောင်တယ်လို့ခံစားချက်ကိုဒီနေ့အထိပေးနိုင်တော့ဖြစ်တဲ့ Shutter 2014ခုနှစ်ကရိုက်ကူးထားတဲ့တရကလေးကိုကျွန်တော်ညွှန်းပေးတော့မှာဖြစ်ပါတယ်ဒီနေ့ဆိုရင်တော့ဒီဇက်ကားထွက်ရှိခဲ့တာ20နှစ်ရှိခဲ့ပြီလေဖြစ်ပါတယ်ဒါပေမဲ့အခုထိမရိုးနိုင်တဲ့ဇက်ကားတကားလည်းဖြစ်ပါတယ်ဗျဇလန်ကတော့ထုံဆိုတဲ့လူငယ်ဓာတ်ပုံဆရာတယောက်နဲ့သူ့ရဲ့ချစ်သူဂျီနီတို့ကအလူပွဲတစ်ခုကညဘက်အပြန်လမ်းမှာစတင်ထားတာဖြစ်ပါတယ်ကားမောင်းနေတော့လမ်းမကြီးပေါ်မှာရုတ်တရက်မင်္ဂလေးတယောက်ထွက်ပေါ်လာခဲ့ပြီးဂျီနီတို့ကားနဲ့အချိန်လုံးတိုက်မိသွားခဲ့ပါတယ်ကြောက်လန့်သွားတဲ့ဂျီနီကကားပေါ်ကဆင်းပြီးကူညီဖို့လုပ်ပေမဲ့ထုံးကတော့တာဝန်မယူချင်တာကြောင့်မဖြစ်မနေကားကိုတန်မောင်ပြေခိုင်ခဲ့ပါတယ်ဒီလိုနဲ့ရနေနေကြာသွားတဲ့အခါမှာတိုက်မိတဲ့မင်္ဂလေးသတင်းဟာသတင်းစာတွေထဲမှာပါမလာခဲ့ပါဘူးတွန်းတို့လည်းအနှင်းငယ်စိတ်အေးသွားကြတာပေါ့ဒါပေမဲ့တကယ်အောက်လန်းဆန်တဲ့ကြောက်စရာဖြစ်ရဲ့ဆိုးတွေကအဲ့ဒီနောက်ပိုင်းမှာစတင်ခဲ့တာပဲဖြစ်ပါတယ်တွန်းမှာကြောက်စင်းဝင်းတစ်ခုမှာဓာတ်ပုံလိုက်ရိုက်ပြီးရင်းနဲ့သူရိုက်လိုက်တဲ့ဓာတ်ပုံတိုင်းလိုမှာအဖြူရောင်လင်းလက်နေတဲ့အရိပ်ဆန်းတွေမင်းကလေးပုံရိပ်တွေပါလာတာတွေကိုစတင်တွေ့ရှိခဲ့ရပါတယ်ဒါပေမဲ့တချို့ဓာတ်ပုံဆရာတွေကတော့ဗျာဒီကိစ္စတွေကဓာတ်ပုံပေါ်မှာဒီအဖြူရောင်တွေပါလာတာအဖြူရိပ်တွေငွေ့ငွေ့လေးပါလာတာမင်းကလေးအပုံစံတွေပါလာတာဆိုတာမျိုးတွေကတစ်စေတည်းတွေမမြင်ရတဲ့ဝိညာဉ်တွေကိုရိုက်ကူးမိခဲ့တဲ့အကြောင်းကိုယူဆရတဲ့အကြောင်းကိုတွန်းကိုပြန်လည်ပြီးတော့ပြောပြထားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒါကိုမယုံပေမဲ့လည်းနောက်ဆက်တွဲစုံစမ်းမှုတွေရတော့တွန်းအနေနဲ့ဒါကိုလက်ခံလိုက်ရပါတယ်ဒါပေမဲ့စဉ်းစားမရတာဘာကြောင့်သူ့တရားတွေဖြစ်နေရသလဲပေါ့ဒါပေမဲ့ဒီတိုင်းဆိုသူ့အလုပ်ကဆက်လုပ်လို့မရတော့လောက်အောင်ဒီဖြစ်နေခဲ့တာပါဒါတွေမကသေးပါဘူးတွန်းဟာခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာလည်းလေဘင်းနဲ့ပကုံးတွေဟာတစ်နှစ်ထက်တစ်နှစ်လေးလံကြိုက်ခဲလာပြီးဆရာဝန်ပြပေမဲ့စစ်ပြရာဘာယောဂါမှာရှာမတွေ့ခဲ့ပါဘူးဒီတော့တွင်းမှာပဲထုံးရဲ့တက္ကသိုလ်လုံးကအပေါင်းတင်တငယ်ကျွင်းရရာလေတယောက်ပြီးတယောက်ထူဆန်းစော်နဲ့ဆူဆိုက်လုပ်ပြီးတေဆုံးကုန်ကြပါတယ်ဒီလိုနဲ့ထုံးရဲ့ကောင်မလေးဖြစ်သူဂျီနီကဒီဖြစ်တွေဟာသူတို့နဲ့ဝင်တိုင်းမိခဲ့တဲ့ကောင်မလေးရဲ့ဝိညာဉ်ကပြန်လည်ပြီးဂလေသားရှစ်တာဖြစ်နိုင်တယ်လို့ယူဆပြီးထူဆန်းတဲ့ဓာတ်ပုံတွေအကြောင်းကိုစုံစမ်းဖို့ဖြစ်လာခဲ့ပါတယ်ဒီမှာပဲပြဿနာတွေကမိခိုချောက်ဆိုသလိုပဲတောက်လျှောက်တစ်ခုပြီးတစ်ခုပေါ်လာပါတော့တယ်ကျွန်တော်ဒီစကားကိုပြောရတာအခုထိမန်တိုင်းပြောရရင်ကြောချမ်းနေတော့မယ်ဗျပြီးတော့လေပြောရင်းနဲ့ကျွန်တော်စပိုင်လာဖြစ်မှာကိုစိုးရတယ်ဘာလို့လဲဆိုတော့ကျွန်တော်ပြောရင်းနဲ့ဒီဇက်ကားရဲ့အဖြေတွေဒီဇက်ကားရဲ့ဖြစ်လာမှုအကြောင်းတွေကိုကျွန်တော်ပြောချင်လာတာပေါ့နော်အဖြေလေးကိုပြောပြမလို့မတက်ကျွန်တော်ဖြစ်နေတယ်ဒါပေမဲ့ဇက်ကားကြည့်နေတဲ့အချိန်အစမိနစ်ပိုင်းတွေမှာဝေခွေးမရတဲ့ချောင်းလဲမှုတွေခံစားရပြီးတော့တိုးလို့တွေဖြစ်ခဲ့ရပါသေးတယ်အလေလောက်ရောက်တဲ့အခါမှာတော့ကြောစိမ်းလောက်အောင်ကြောက်စရာကောင်းလာပြီးဘာကြောင့်ဒီတင်းမှာချောင်းလဲနေရတာလဲဆိုတဲ့အရာကိုကျွန်တော်စဉ်းစားမိတယ်ပြီးတော့တစ်ဆက်တည်းမှာပဲအကြောင်းရင်းတစ်ခုကတော့ဒါတေချာပေါက်ရှိမယ်ဒါတေးကားတွေတော်တော်များမှာဒီပုံစံတိုင်းရှိုးတာများတယ်ဗျကျွန်တော်ဒီတိုင်းရှိနိုင်တယ်လို့ကျွန်တော်ကခံမှန်းမိတယ်တကယ်ပါဗျတကယ်အမှန်တကယ်တိုင်းဆိုရင်ကျွန်တော်ကဒီစကားကြည့်ပြီးတော့ခံစားရတဲ့ feeling ကလူမဆန်တဲ့လူတွေအတွက်ကျွန်တော်တေးမှအတွက်နောက်ဆုံးအခန်းထဲမှာကျွန်တော်မျက်ရည်ဝေးခဲ့ရတယ်မျက်ရည်ကျရတယ်ဗျတချို့ယောက်ျားတွေလုပ်ရက်တွေကအမှန်တကယ်လဲမိခွန်းထုတ်စရာကောင်းလုံးငယ်ပြီးထူးဆန်းတဲ့လူမဆန်တဲ့လုပ်ရက်တွေဆိုတာပြင်ပလက္ခဏာတွေနဲ့ကျွန်တော်တို့ထက်တူမကြနိုင်တာကိုလည်းကျွန်တော်တို့ကခံစားရစေပါတယ်တချို့လူတွေကဗျရုပ်ချောလေးနဲ့ဘယ်လိုပြောရမလဲဒီလိုလုပ်ရက်တွေကိုမလုပ်နိုင်ဘူးဆိုပြီးတော့ခံမှန်းကြတာပေါ့ဒါပေမဲ့လူရဲ့ဇယိုက်လက္ခဏာဆိုတာကပုံစံရုပ်ရည်နဲ့တော့ဓာတ်ရိုက်အရှိုးကြမနေပါဘူးဗျဆိုတော့အချုံအဖြစ်ပြောလို့ရရင်ဒီရှာတာဆိုတဲ့ဇက်ကားကကြောက်စရာထိတ်လန့်စရာတဲ့ဇက်ကားတစ်ခုတည်းကိုကျူးလွန်ခဲမိတဲ့ပြစ်မှုတစ်ခုကဘလောက်ကြာကိုနောက်ကိုအရေးတစ်ခုလိုလိုက်နေမယ်ဆိုတဲ့ဝကြွေးတစ်ခုသဘောတရားကိုပါလေးနဲ့ထိရအောင်ရိုက်ကူးထားခဲ့တာပါဇက်ကားအနေနဲ့ကြည့်ရရင်ဇက်အရှိန်အနေအမြင့်တွေအတန်ပိုင်းဆိုင်ရာချောင်းလဲမှုတွေနဲ့တကယ်ကိုပဲကြောချမ်းစရာကောင်းပြီးထိုင်းနိုင်ငံရဲ့ masterpiece ဇက်ကားကောင်းဆိုတာငင်းမရလောက်အောင်ပါပဲဒီကမိတ်ဆွေတို့ဒီကကြည့်ဘယ်လိုခံစားရလဲဘယ်ခန်းတွေမှာလက်စရာကောင်းလဲဆိုတာကိုကျွန်တော်ရဲ့ comment box လေးမှာလာရောက်ရေးသားပေးလို့ရပါတယ်ခင်ဗျအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုလည်းကျွန်တော်ကကျေးဇူးအထူးပဲတင်ပါတယ်ပြောကြရင်းနဲ့နောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြအောင်ဗျ